ဂေါ်ရီလာတကောင်နဲ့လက်ဝဲချန်ပီယံတယောက်နဲ့ဆိုရင်တော့ဘယ်သူနိုင်မှာလဲတခါတလေမှာလူတွေကြားဂေါ်ရီလာနဲ့မိုက်ကယ်တိုင်ဆုံးဆိုရင်တော့ဘယ်သူနိုင်မှာလဲဒါလို့ဆိုတဲ့စိတ်ဝင်စားဖွယ်မိကုန်းတွေပေါ်ပေါက်လာတတ်ပါတယ်အမှန်တကယ်ဆိုရင်တော့ဂေါ်ရီလာတွေဟာတစ်ကမ္ဘာလုံးမှာရှိကြတဲ့ကြီးမားပြီးတော့တန်မာတဲ့တရိတ်ဆန်တွေကတကောင်ပါဂေါ်ရီလာတကောင်ရဲ့ခန္ဓာကိုယ်အလေးချိန်က150ကီလိုဂရမ်နဲ့220ကီလိုဂရမ်ထိရှိနေပြီးကြီးမားတဲ့ခွန်အားနဲ့တူကြီးမားတဲ့အသေးကြီးတွေကိုလည်းပိုင်ဆိုင်ထားကြတာပါဒါအပြင်သူ့ရဲ့လက်ကြီးတွေကလည်းကြီးမားပြီးတော့တိုက်ခိုက်မှုကလည်းအလွန်ကုန်ပြင်းထန်ပါတယ်တစ်ဖက်ကမိုက်ကယ်တိုင်ဆွန်ကတော့ကမ္ဘာအကောင်းဆုံးလက်ဝှေ့သမားတစ်ယောက်ဖြစ်ကနှစ်ပေါင်းများစွာအနိုင်ရရှိခဲ့တဲ့ကမ္ဘာနာမည်ကြီးလက်ဝှေ့ချန်ပီယံတစ်ယောက်ဖြစ်ပါတယ်။သူရဲ့အမြန်နှုန်းနည်းပညာမဟာဗျူဟာတွေနဲ့တိုက်ခိုက်မှုကျွမ်းကျင်မှုတွေကလက်ဝှေ့နယ်ပယ်အတွင်းမှာတော်တော်လေးကိုရှားပါတယ်လို့ဆိုကြပါတယ်။ဒါပေမဲ့သူရဲ့ရုပ်ပိုင်းဆိုင်ရာအားကောင်းမှုတွေကတော့လူတစ်ယောက်ခန္ဓာကိုယ်ရဲ့ကန့်သက်ချက်တဲ့ကိုကျော်လွန်နေတာမျိုးဖြစ်ကတိုက်ခိုက်တဲ့နေရာမှာဆရာတဆူလို့တောင်မှပြောနိုင်ပါတယ်။ဒါကြောင့်ဂေါ်ရီလာနဲ့မိုက်ကယ်တိုင်ဆွန်တို့သာအချင်းချင်းခြာခိုင်းကြမယ်ဆိုရင်မိုက်ကယ်ကသူ့ရဲ့ကစားနည်းဖြူဟာတွေနဲ့ကစားနိုင်ပေမဲ့လို့ဂေါ်ရီလာရဲ့ခန္ဓာကိုယ်ကြီးမားမှုခွန်အားကြီးမားမှုတွေကြောင့်တော်တော်လေးကိုခက်ခဲအနိုင်ရမှာဖြစ်ပါတယ်။ဒီလက်ဝှေ့ပွဲမျိုးသားတကယ်ဖြစ်လာခဲ့မယ်ဆိုရင်တင်တို့ရောဘယ်သူနိုင်လောက်မဲဆိုတာပြောသွားကြပါအောင်နော်။